ညာရီလူတယောက်ကတော့မင်းဆောက်ဒီသူ vlog မှာဘာတွေလုပ်နေလဲဆိုတာကိုဒီ vlog မှာလိုက်ကြည့်ပေးကြပါဦးအကူကတော့မိုးတို့ဒါနေ့နေ့လည်စာစားပွားပြီဆိုလို့ရှိရင်တော့ညဘက်ဆိုလို့ရှိရင်မိုးတို့ရဲ့ wedding ပဲရှိရပေါ့နော် wedding အမတယောက်မင်္ဂလာဆောင်လေးရှိလို့အဲ့ဒါလေးကိုတော့ပြင်ဆင်တယ်မိုးတယောက်ကတော့2 နိုင်ခွဲလောက်ပြင်ထားတဲ့ makeup look လေးကတော့ကြည့်ပါအောင်မပြည့်မစုံနဲ့ဒါပေမဲ့အရန်လှနေဆိုတော့လက်ခံပေးလို့ရရင်မလားဟင်လှလဲဆို comment အောက်မှာရေးခဲ့ပေးကြပါကဲအခုကတော့သူများရဲ့မင်္ဂလာဆောင်မှာအာမနာရှာမကြိုပါဇက်နဲ့လက်နဲ့မင်းနဲ့လုံးဝမပြတ်ခဲ့ပါဘူးဆိုတော့အပြက်ကိုအဝါကိုစားခဲ့ပါရရှင်ဆိုတော့အေးလေးနဲ့ free ရတော့အကုန်လုံးကိုတောက်ခဲ့ပါမအားရဲ့အမတယောက်ကတော့ဘလောက်အစားကြီးလဲဆိုတော့ဒီမှာရင်ကြည့်လိုက်ပါဒါကတော့ကျမတို့ရဲ့အမျိုး80ရွှေမျိုး80လောက်ကိုတပုံသွေးရိုက်တာပေါ့နော်ဆိုတော့ဒါအမျိုးတွေအများများပါတယ်ဒါကကိုယ့်ရဲ့အမျိုးရင်းနေပါဆို outfit check ကတော့လေ movie ဒီဗီဒီယိုရိုက်ပြီးတော့ကမန်းကနေပြီးတော့မရိုက်လိုက်ရတော့ outfit check တစ်ဖြတ်ပြန်ရိုက်ပေးလိုက်ပါပြီးရောအမတို့အမတယောက်အိမ်မှာနေမယ်လို့ထင်တာ no this band ပွဲကိုသွားပါတယ်ရှင် this band ပွဲကတော့ဘယ်နည်းစလို့ဘယ်နည်းစုံလဲတော့မသိပါဘူးကျမကတော့ this band ပွဲမှာပွဲကအရန်လဲစီရဲပြီးတော့အရန်လဲတန်တယ်ဖက်နက်တွေဆိုလို့ရှိရင် discount တွေအများကြီးကစားခွင့်တွေလည်းအများကြီးရှိရဲဆိုတော့ကိုမိုးတယောက်ကတော့အပြက်လေးပြီးအပြက်ပက်ခဲ့ပါတယ်ဆိုတော့အစားတောက်ဆိုလို့ရှိရင်ပါဇက်နဲ့အစားနဲ့မပြတ်တဲ့မိုးတယောက်ကတော့အဲ့လိုမျိုးပဲလမ်းသွားလို့ရှိရင်လည်းအရှက်မရှိဘူးစားပါတယ်ခါတလေဘလောက်အစားကြီးလဲဆိုလို့ရှိရင်လည်းနားနေရင်တော့လမ်းပြီးမှမိုးလို့လေကြောက်စင်ပြီးနားချင်တာတော့မှအဲ့လိုပြင်းပြစရာဖြော်ယူကိုတောင်းတောက်ပြီးရအောင်စားခဲ့ရပေါ့တော်တရားဓာရီပြီးပြီးလားဆိုတော့မပြီးသေးဘူးညဘက်ကြလို့ရှိရင်7ကိုပြီးပြီးတော့7မှာစားချင်တဲ့မဟုတ်ဘူးပြန်တော့ပဲစားတယ်မလေးကျမကစားခဲ့တဲ့အပင်ပန်းမှုတွေအားလုံးကတော့ကုန်ပါပြီဒီကသွားလို့ရှိရင်တော့ပြန်ပြီးတော့ကစားတော့မှာပဲရှင်တို့ရဲ့အမှားတရား day 3မှာလည်းဘာတွေထပ်လုပ်မလဲဆိုတာကိုထပ်ကြည့်ပေးကြပါအောင်ရှင်